မင်္ဂလာပါရှင်ဆုချင်ရတဲ့မောင်လေးတွေညီမလေးတွေကိုဆိုပြပြခြင်းနဲ့နော်အချစ်ရေးမှာရန်ကြီးစိတ်ညစ်မခံကြပါနဲ့တေးကြတယ်ဒီအချစ်ရေးမှာပျော်ရွှင်ရမှုတွေထဲစိတ်ဆင်းရဲရမှုတွေကပိုများနေတယ်နာကျင်ရမှုတွေကပိုများနေတယ်ဆိုလို့ရှိရင်ဆက်ပြီးတော့လေတောင့်ခံပြီးတော့လေဒီ relationship ကြီးကိုမတည့်တွားနဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့အချစ်နှစ်ခုမှာအချစ်ထပ်တူကြနေလို့ရှိရင်ပျော်ရွှင်ရတာတွေကပိုများတယ်ပေါ့နော်တကယ်မယုံမရှိပါနဲ့လူတယောက်ကကိုယ့်ရဲ့ပူဇာရှင်အစစ်နဲ့တွေ့လိုက်ရတယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်ကလည်းအများကြီးညှိနှိုင်းနေကြမလို့ဘူးတခုခုဘယ်လိုပြောမလဲကြုံမှုကြလာတော့မတည်ဘူးစကားပြောရတာစီးပွားမကိုက်ဘူးပေါ့နော်ဒီလူနဲ့စကားပြောရတာအဆင်မပြေဘူးအဆက်ဟန်မတည့်ဘူးအဲ့လိုမျိုးတွေကြုံမှုတော့မတည်ဘူးလူတယောက်ကအကုန်လုံးတော့အဆင်ပြေတယ်ဒါပေမဲ့ကိုနဲ့စကားပြောကြည့်လိုက်တဲ့အခါမှာကိုနဲ့ကီးမကိုက်နေတာပေါ့ကိုနဲ့အဆင်မပြေနေဘူးအဲ့လိုမျိုးလူတွေရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဖူးစာရှင်ကိုယ့်ရဲ့တကယ်ဖူးစာရှင်အစစ်မှန်နဲ့တွေ့တဲ့အခါကျလို့ရှင်အဲ့ဒါတွေကလေတုံတိုင်ကိုစကားပြောတာတွေကအစဘေးတွားမယ်ပါအဲ့လိုမျိုးပေါ့နော်တယောက်နဲ့တယောက်ကညှိယူနေကြမလို့ပဲနဲ့အဲ့လိုလိုကိုအဆင်ပြေနေတာမျိုးပေါ့နော်ဒါကြောင့်မို့လို့ relationship တစ်ခုမှာကိုကအဆင်မပြေဘူးခဏနာကျင်နေရတဲ့အရန်ကိုပင်ပန်းနေရတယ်ဆိုလို့ရှိရင်လေဆက်ပြီးတော့ဆွဲထားဖို့မကြိုးစားနဲ့ပေါ့နော်ဆွလွတ်နိုင်အောင်လွတ်ချနိုင်အောင်ပဲကြိုးစားပါဒါဆိုလို့ရှိရင်ပိုးပြီးတော့ဘယ်လိုပြောရမလဲပျော်ရွှင်လာရမယ်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ဖူးစာရှင်အစစ်အမှန်နဲ့တွေ့ဖို့လည်းဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒီလိုပြောလို့မို့လို့ဒီတယောက်ကိုဖြတ်ပြီးတော့မပြောဆိုနောက်တယောက်ပြအဲ့လိုပြောတာမဟုတ်ဘူးเนาะအဲ့လိုပြောတာလုံးဝမဟုတ်ပါဘူးကိုအရန်ချစ်ပေးနေလေအရန်ကောင်းပေးနေပါလျက်နဲ့ဒီ relationship တစ်ခုကမပျော်ရွှင်ရမှုတွေကပုံများနေတယ်စိတ်ဆင်းရဲရမှုတွေကပဲပုံများနေတယ်ဆိုလို့ရှိရင်ဒီ relationship မှာတစ်ခုခုတော့လိုနေပေါ့နော်ဒါကြောင့်မို့လို့အရန်ကိုပင်ပန်းနေတယ်အရန်ကိုနာကျင်နေရတယ်ဆိုလို့ရှိရင်တယူတန်ပြီးတော့လေဆွဲထားဖို့မကြိုးစားပါနဲ့လွတ်ချနိုင်အောင်ကြိုးစားပါစွန့်လွတ်နိုင်အောင်ကြိုးစားပါဒါမှလည်းပဲတစ်ချိန်မှာကိုယ့်ရဲ့လူမန်းကိုယ့်ရဲ့ဖူးစာရှင်နဲ့တွေ့ရမှာဖြစ်တယ်နော်ဆိုအမြဲတမ်းချစ်ပြီးတော့အားပေးနေကြတဲ့တူတယောက်ချင်းစီတိုင်းကိုစူပါကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရတဲ့ဒီဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ရပါတယ်ရှင်အားလုံးပဲတက်တာပါ